မြန်မြန်လာခဲ့ကြပါကျွန်တော်ကမူယုံချမ်းဆန်းရဲ့သားမူယုံဟွာပါဒီစစ်သားတွေကိုမြင်တော့မူယုံဟွာကချက်ချင်းပဲလုံခြုံသွားတယ်လို့ခံစားလိုက်ရတယ်ကိုမိသားစုဝင်တွေကိုပြန်တွေ့ရတယ်လို့မျိုးပေါ့ခဏလေးတွေ့မှာပဲစစ်သားတွေအားလုံးရဲ့အကြီးကမူယုံဟွာစီကိုရောက်လာတယ်အခုချိန်မှာမူယုံဟွာကအရန်ကိုထူးဆန်းနေပြီးလက်ဆိုးတစ်ကောင်လိုပဲတကူလုံးမှာအမဲရောင်အဝေးသက်တွေထွက်နေတာဒါကိုမြင်တဲ့စစ်သားတွေကတနက်တွေကိုမူယုံဟွာစီကိုချိန်လိုက်ကြတယ်သူကကြောက်စရာကောင်းတာတွေလုပ်မလဲဆိုတာစိုးရိမ်နေကြတယ်အဲ့ဒီချိန်မှာအရာရှိတယောက်ကမူယုံဟွာရှိကိုရောက်လာခဲ့ပြီး你就是慕容华，我是队长黑鹰，受你父亲之命带你离开，太好了。不过我身后有邪魔追杀，你们快帮我解决他。ပြောပြရတယ်သူကစစ်သားတွေရဲ့နောက်မှာပုံလိုက်တယ်အခုတော့သူတကယ်ကိုစိတ်ချသွားပြီးရိုးရိုးရွှေကဘလောက်ပဲကြောက်စရာကောင်းပါစေသူ့အဖေရဲ့ဒီလက်ရွေးစင်အဖွဲရှိမှာတော့တေးလမ်းမရှိရဆိုရမယ်တကယ်တော့ဒီအဖွဲ့ကမူယုံချမ်းဆန်းရဲ့လက်ရွေးစင်အဖွဲ့ဖြစ်တဲ့တပ်ပေးတွေမကြောက်ခင်မှာဒီအဖွဲ့ကတကဘာလုံးကိုတုံလုံးစေခဲ့တာအဖွဲ့ဝင်တိုင်းကလူသက်ဆက်ရန်ရတွေလိုပဲလက်တော်တစ်ခါတွင်းမှာပဲရိုးရိုးရွှေကဒီကိုရောက်လာပြီးသူ့ရဲ့ပြစ်မှတ်ကရှင်းတဲ့မူယုံဟွာကိုတတ်ဖို့ပဲအရင်ကသူခံစားခဲ့ရတာတွေကိုအစာပေါင်းများစွာပြန်ပေးဆက်ခိုင်းတော့မယ်လေရိုးရိုးရွှေကိုမြင်တာနဲ့ဟေးရင်ကချက်ချင်းအော်ပြောလိုက်တယ်站住！你是人还是恶魔？ရိုးရိုးရွှေရဲ့ပုံစံကအရန်ကိုထူးဆန်းနေပြီးတွေးစားတဲ့ရှင်နဲ့လည်းမတူတယ်လို့လက်ဆုံးနဲ့လည်းမတူဘူးဒါပေမဲ့တကူတော့တေချာတဲ့ရိုးရိုးရွှေရဲ့အစွမ်းကအရန်ကိုကြောက်စရာကောင်းပြီးသူတို့အားလုံးပေါင်းတိုက်ရင်တော့ရိုးရိုးရွှေကိုမရှင်းနိုင်ဘူးလို့သူခံစားနေရတယ်ဟေးရင်ရဲ့စကားကိုကြားတော့ရိုးရိုးရွှေကသူ့ကိုအေးဆက်စွာကြည့်လိုက်ပြီးခဏလေးတွေးမှတင်ဟေးရင်ဟာတရက်တစ်စီ6လန့်ခံရတယ်လို့ခံစားလိုက်ရပြီးဒီကိုယ်လုံးကအမွေးမြင်တွေထောင်ထလာပြီးကြောပြင်မှာချွေးတွေထွက်လာတယ်ရိုးရိုးရွှေကစကားကိုဖြည်းဖြည်းချင်းစပြောလိုက်တယ်我只杀他你们让开不行，或许你跟他有仇，但现在灾难爆发，什么仇恨不能先放放？小姑娘，他还是慕容青山的儿子，或许你有点实力，但也别做出什么冲动的事情。ဟေးရင်ရဲ့လေတံကအရန်တက်သားလာတယ်သူလည်းမူယုံဟွာကိုကြည့်မရပေမဲ့ရိုးရိုးရွှေကိုတခုခုလုပ်ခဲ့မှသိနေပေမဲ့လည်းမူယုံဟွာအသက်ခံရမှာကိုတော့ကြည့်မနေနိုင်ဘူးလေဒီစကားကိုကြားတော့ရိုးရိုးရွှေရဲ့မျက်လုံးတွေပိုအေးဆက်လာပြီးဒီချမ်းသာပြီးအာနာရှိတဲ့သူတွေရဲ့အသက်ကမှအသက်လားကျမရဲ့အသက်ကမဟုတ်ဘူးလားသူတို့တွေပေါင်းပြီးကျမကိုနှိပ်စက်ကြတယ်နောက်ဆုံးကျမကိုတေးအောင်တွန်းပို့ခဲ့ကြတယ်ဒါတွေအားလုံးကကျမအမှားလားရိုးရိုးရွှေရဲ့ကိုဘောကစွမ်းရည်တွေအကုန်ပောက်ကွဲထွက်လာတယ်ဒါကိုမြင်တော့ဟေးရင်လည်းမတွတ်ဆုပ်တော့ပဲချက်ချင်းတစ်ခတ်ဖို့အမိတ်ပေးလိုက်တယ်မရေမတွက်နိုင်တဲ့ကြီးစံတွေကရိုးရိုးရွှေစီကိုရေးဆိုင်မျိုးရေးဆက်ကြရောက်သွားပြီးဘေးကတွေးတက်တူးရှိသူတွေလည်းလှုပ်ရှားဖို့အဆင်သင့်ပဲတခုခုမူမမှန်တာနဲ့ချက်ချင်းဝင်ပါတော့မှာနောက်မှာပုံနေတဲ့မူယုံဟွာကတော့လှောင်ပြုံးနေတဲ့ကောင်းမဆုပ်သူတို့တွေမင်းကိုဘာလို့နှိပ်စက်ခိုင်းလဲတီလာအမှန်တိုင်းပြောရရင်မင်းကအမြဲမောက်မာနေလို့ပဲငါလိုချင်တဲ့မင်းကလေးတိုင်းကိုရအောင်ယူနိုင်တာပဲမင်းကများငါ့ကိုညင်းရဲတဲ့တီလာတောင်းတန်းနေမူယုံဟွာရဲ့စကားဆုံးမှာစစ်သားတွေအားလုံးပြစ်ခတ်တာရက်လိုက်ကြတယ်အရာအားလုံးကပြန်ငြိမ်သက်သွားတယ်လို့ပဲရန်ငွေတွေရွေးစင်သွားတော့အားလုံးကရွှေရွှေရှိတဲ့နေရာကိုတူတူကြည့်လိုက်ကြတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲလူတိုင်းအားတင်သွားကြပြီးဘာဖြစ်လို့လဲဆိုတော့အခုချိန်မှာရိုးရိုးရွှေကဘာတန်ရာမှမရပဲကောင်းကောင်းမွန်မွန်ရှိနေလို့ပဲခုနကတိုက်ခိုက်မှုတွေဟာကလေးကစားစရာတခုလိုဖြစ်နေတယ်ဒါကြောင့်ကိုငါသိပြီးရိုးရိုးရွှေရဲ့အသက်မဲ့နေတဲ့မျက်လုံးတွေထဲမှာအခုချိန်မှာတော့ကြီးနေတက်တာမှုတွေမြင်လာရတယ်ဒါပေမဲ့သူ့မှဘာလို့ရှာမှုမှမရှိသေးဘူးဒီကုန်းလုံးဟာအလောင်းတစ်ခုလိုဖြစ်နေတော့မယ်ရုတ်တရက်နာကျင်စွာအော်ဟစ်တန်တွေထွက်ပေါ်လာတယ်ခုနကရိုးရိုးရွှေကိုတိုက်ခိုက်ခဲ့တဲ့သူတွေဟာအခုချိန်မှာတော့ဒီကုန်းလုံးမီးလောင်ကျွမ်းနေကြပြီးဒီမီးတွေဟာသူတို့ရဲ့ခန္ဓာကိုယ်ထဲကနေလောင်ကျွမ်းလာတယ်လို့ပဲသူတို့ရဲ့အင်္ဂါစိတ်ပိုင်းတွေကိုအဆက်မပြတ်လောင်ကျွမ်းစေတဲ့မျက်စိတမိတ်တွင်းမှာ10ယောက်15ယောက်လောက်တည်ဆုံးသွားပြီမကောင်းတော့ဘူးအမြန်တက်လိုက်ကြဟုမူလုံဟွာကကြောက်လန့်တကြားနဲ့လူတိုင်းကိုအော်ပြောလိုက်တယ်ဒီပတ်ပတ်လေကတွေးတစိတ်ရှင်10ယောက်ကျော်ကလည်းအခြေအနေကိုကြည့်ပြီးမတွန့်ဆုတ်တော့ပဲရိုးရိုးရွှေစီကိုချက်ချင်းပြေးဝင်သွားကြတယ်ဒီတွေးတစိတ်ရှင်တွေဟာအရေးအတွက်မများပေမဲ့အားလုံးဟာအဆင့်နှစ်ကိုရောက်နေကြပြီးနည်းနည်းတော့အစွမ်းတက်တဲ့တွေးတစိတ်တွေကိုပြောလို့ရတယ်သူတို့တွေရိုးရိုးရွှေရှိကိုရောက်နေမှာပဲရုတ်တရက်လူတိုင်းကိုတက်ရှိရသွားစီမယ်အတန်တခုထွက်ပေါ်လာတယ်我看谁敢动手ကျွန်တော်ရဲ့အထက်စီဆန်တဲ့အကြည့်တွေနဲ့ဒီလူတွေကိုကြည့်လိုက်တယ်သူတို့ကိုကျွန်တော်ရဲ့မျက်စိထဲမှာလုံးဝထည့်မထားသလိုပဲဒါဟာတကယ်ကိုအထက်စီဆန်မှုပဲဒီတွေးတစိတ်ရှင်တွေဘလောက်ပဲအစွမ်းတက်ပါစေနောက်ဆုံးတော့ပြည့်စိတ်တွေပါပဲကျွန်တော်ရဲ့ဘေးနားမှာတော့ကြံ့ကော်အလောင်းပြင်းနဲ့ယိုအီရှိနေပြီလေဒီတွေးတစိတ်ရှင်တွေရဲ့ဝိုင်းရံတက်ခိုက်မှုကိုရင်ဆိုင်ရချိန်မှာကျွန်တော်တို့အဖွဲ့ရဲ့အရှိန်အဝါတွေဟာလုံးဝထွက်ပေါ်လာပြီးဘာမှဖုံးကွယ်မထားတော့ဘူးဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့တွေးတစိတ်ရှင်တွေနဲ့မူရုံဝါဟာလုံးဝဆုံးသွားကြတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ရှိမှရှိနေတဲ့သူတွေဟာလူသားတွေမဟုတ်ပဲအစွမ်းတက်ပြီးကြောက်စရာကောင်းတဲ့နတ်ဆိုးတွေဖြစ်နေလို့ပဲဒီအချိန်မှာလူတိုင်းရဲ့မျက်နှာမှာထိတ်လန့်တုန်လှုပ်တဲ့အရေးအယောင်တွေပေါ်ပေါက်လာခဲ့တဲ့တစ်ချက်လေးကြည့်လိုက်ရုံနဲ့တင်မင်းစီကနေနှက်ဆိုင်တဲ့6နှစ်ထဲကထွက်ပေါ်လာတဲ့အငွေ့သက်တွေကိုသူတို့ခံစားမိလိုက်တယ်လို့ပဲတာမန်မိစ္ဆာတွေကိုတော့သူတို့အေးအေးဆေးဆေးရင်ဆိုင်နိုင်ကြတယ်နည်းနည်းပိုဝင်အားကြီးတဲ့မိစ္ဆာတွေကိုလည်းမနှင်းမနှောတောင်းခံနိုင်ကြသေးတယ်ဒါပေမဲ့အခုချိန်မှာတော့သူတို့ဟာမအောင်နိုင်တဲ့ကြောက်ရွံ့မှုတွေဖြစ်ပေါ်လာခဲ့တဲ့ဒုထောက်အညံ့ခံခြင်းစိတ်တောင်ပေါက်လာမိတဲ့အထိပါပဲ阁下是什么人？难不成想袒护这邪魔，与我们军方为敌？ခေရင်ကတီကြီးတဲ့မျက်နှာနဲ့ကျွန်တော်ကိုကြည့်ပြီးပြောလိုက်တယ်ကျွန်တော်ဘယ်လောက်အင်အားကြီးလဲဆိုတာသူကောင်းကောင်းသိနေခဲ့တယ်လေဒီမှာရှိတဲ့လူအားလုံးပေါင်းလိုက်ရင်တော့ကျွန်တော်ရဲ့တိုင်ပန်မဟုတ်ဘူးဆိုတာကိုလည်းသူသိတယ်ဒါကြောင့်ကျွန်တော်နဲ့စကားပြောပြီးအချိန်ဆွဲထားဖို့ပဲတတ်နိုင်တယ်တိတ်ဆိတ်မှာတော့ဌာနချုပ်ကိုဆက်သွယ်ပြီးအကူအညီတောင်းနေခဲ့တယ်မကြခင်မှာပဲသူတို့စိတ်လှုပ်ရှားစရာသတင်းတစ်ခုရရှိခဲ့တယ်တွေးဆွရင်ရှင်အဖွဲ့ငယ်နောက်တစ်ဖွဲ့ဒီဘက်ကိုလာနေပြီးတော့အဲ့ဒီအဖွဲ့ဟာအလွန်အင်အားကြီးမားတဲ့အဖွဲ့ဖြစ်တယ်လူအင်အားကလည်းရာနဲ့ချီရှိတယ်ခေရင်စိတ်ထဲမှာတိတ်ဆိတ်ဝမ်းသာသွားတယ်တော်သေးတာပေါ့ဒီအဖွဲ့ရဲ့အကူအညီနဲ့ဆိုရင်ဒီမိစ္ဆာတွေကိုရှင်းပြနိုင်မှာသိချတယ်ကျွန်တော်ဟေရင်ကိုကြည့်လိုက်တော့ကျွန်တော်ရဲ့မျက်နှာကပိုပြီးအေးဆက်လာတယ်ဒီအဖွဲ့ဟာအတူတူပဲစစ်ဝတ်စုံဝတ်ထားကြပေမဲ့အရင်ကတွေ့ခဲ့တဲ့ကြောက်ရှမ်းအဖွဲ့နဲ့တော့မတူဘူးတခြားနေရာကလာတဲ့အရန်တပ်ဖွဲ့တွေဖြစ်မှာပါဒါပေမဲ့ဘယ်နေရာကလာတဲ့အဖွဲ့ဖြစ်ကျွန်တော်ကတော့ဘီယူမဆိုင်ဘူးအဲ့ဒီနောက်ကျွန်တော်ကဟေရင်ကိုအထင်မြင်သေးစွာနဲ့ပြောလိုက်တယ်မင်းကိုစဉ်းစားဖို့အချိန်နဲ့စက္ကန့်ခွဲပေးမယ်အားလုံးဒီမှာအသေးခံမလားဒါမှမဟုတ်လာတဲ့နေရာကိုပဲပြန်သွားမလားဟေရင်ကြားလိုက်ရတော့ချက်ချင်းဒေါသထွက်သွားခဲ့ပြီးသူစစ်မြေပြင်မှာကျင်းလဲလာတာဒီလောက်နှစ်တွေကြာပြီးဒီလောက်တိုင်းဆိုင်တဲ့လူမျိုးတစ်ခါမှမတွေ့ဘူးသေးဘူးအခြေအနေကိုကြည့်ပြီးကျွန်တော်ကအထင်မကြီးတဲ့အပြုံးမျိုးပြုံးလိုက်တယ်ကြည့်ရတာမင်းကအသေးခံချင်နေတာပဲဒါဆိုရင်လည်းမင်းတို့ဆန္ဒကိုငါဖြည့်ဆည်းပေးရတာပေါ့ကျွန်တော်ခုနတင်မဲ့စစ်နယ်ဝန်းအလောင်းပြင်းကိုတတ်ဖို့အမိတ်ပေးခဲ့တယ်စစ်နယ်ဝန်းအလောင်းပြင်းဆိုတာအဆင်ရှိတဲ့မိစ္ဆာတစ်ကောင်ပဲသူ့ရဲ့ဆွမ်းအားကတာမန်ထက်အများကြီးတာလို့နဲ့ဒီလိုအညာရတွေးမှတ်သားဖွဲ့လေးနဲ့တော့သူ့ကိုဘလို့မှမခုခံနိုင်ဘူးမင်းရှိမှာတော့စစ်နယ်ဝန်းအလောင်းပြင်းကအစီကံလေးလိုဖြစ်နေပေမဲ့ဒီနေတာပြည်အောင်စုတစ်ခုလုံးအတွက်တော့သူကကြောက်စရာကောင်းတဲ့မိစ္ဆာပဲမျိုးတော်ပေါင်းများစွာကိုသူကတခဏအတွင်းဖြည့်ဆည်းပြနိုင်တယ်ဘယ်သူမှသူ့ကိုရှုံးမတွက်ရကြဘူးအဲ့ဒီလူရဲ့ဘေးနာကအစီကံတွေကိုတော့မင်းမဖြည့်ရှင်းနိုင်ရင်ဒါကတကယ်ကိုအရှက်ရစရာပဲအဲ့ဒီအချိန်မှာပဲကြောင်းပြင်ဘက်ကနေစုညံတန်တွေထွက်ပေါ်လာတဲ့မိစ္ဆာမြောက်များကိုတခဏအတွင်းတုတ်တင်လိုက်ပြီး
စစ်ဝတ်ဆောင်ဝတ်ထားတဲ့စစ်တွေဒီဘက်ကိုချီတက်လာနေကြတယ်ဒါကိုမြင်တော့ကျွန်တော်ရဲ့နှက်ခမ်းတွေကွင်းညွတ်သွားတယ်လာတဲ့သူတွေကအရင်ကတွေးခဲ့မှုရဲ့ရှောက်ရှမ်းအဖွဲ့ဝင်တွေပဲဘေးကလေးယုံကသူတို့ကိုမြင်တော့အရန်ဝမ်းသာသွားတယ်သူ့ရဲ့အကြည့်တွေကလည်းမန်းတက်လာတယ်လို့ပဲမင်းကအရန်တော်တယ်ဆိုဟုတ်လားအခုနောက်မှာတွေးမှတ်သားရှိသူတရားကျော်ရှိနေပြီးမင်းကိုမတက်နိုင်ဘူးဆိုတာငါမယုံဘူးလို့ပြောလိုက်တယ်မူယုံဟွာကဆက်စုကျင်စိမ့်နဲ့လေးယုံနဲ့ရဲ့ဘေးနားကိုကပ်လာပြီးဒီလူတွေကငါတို့ရဲ့စစ်ကူတွေလာလို့မေးတယ်လေးယုံကခေါင်းညစ်ပြလိုက်တော့သူကဒီလိုနားမှာမနေချင်ပေမဲ့အခုကရန်ပြရမယ့်အချိန်မဟုတ်ဘူးဒါကြောင့်စစ်ရှိလက်ရှိနဲ့ရှင်းပြလိုက်တယ်ဒီတွေးမှတ်သားရှိသူတွေထဲမှာအစနစ်ကိုရောက်နေသူတွေအများကြီးပဲသူတို့ရဲ့စွမ်းအားကတတိလုံးမှာထိတ်တန်းကပဲမူယုံဟွာကဒါကိုကြားတော့အရန်ကိုပျော်သွားတယ်ပြီးတော့လူအုပ်ရှိကိုမန်းဝင်းစွာနဲ့ထွက်လာပြီးအော်ဟစ်ပြီးကြောင်းဝလိုက်သေးတာငါတို့ရဲ့စစ်ကူတွေရောက်လာပြီးအခုမင်းတို့တွေဘလို့မှမလွတ်နိုင်တော့ဘူးရိုးရွှေမင်းလိုမိမမျိုးကိုငါတစစီဖြစ်အောင်လုပ်ပြင်မယ်ဒါကိုကြားတော့ကျွန်တော်မျက်မှောက်ကျုပ်လိုက်တယ်ဒီယူကမူယုံဟွာလာလို့ပြီးတော့ရိုးရွှေကခေါင်းညစ်ပြလိုက်တာနဲ့ကျွန်တော်ကတော့ဒီလူစားမျိုးနဲ့စကားပြောနေဖို့အချိန်မရှိဘူးသူ့ရဲ့ခေါင်းကိုတိုက်ရိုက်ပဲလက်နဲ့ရိုက်ချပစ်လိုက်တယ်